မင်္ဂလာပါရှင်။ကျွန်မကတော့ Zenith Legal Service Founder တရားလွှတ်တော်ရှင်နေဒေါ်စင်စင်ဦးဖြစ်ပါတယ်။ကျွန်မကဒီ TikTok ကနေဥပဒေရေးရာတည်လို့ရမယ့်ကဏ္ဍလေးဖွင့်လှစ်ထားပြီးတော့မိမြင့်တဲ့မိဘတွေကိုအများပြည်သူအတွက်ဘိုးတူတရအောင်ပြန်လည်ဖြည့်ကြားပေးနေတဲ့သူပါ။အခုကျွန်မဥပဒေတရက်ကိုဖတ်မိပြီးတော့အများပြည်သူကြိုးရှိစေဖို့အသိပညာလေးတစ်ခုပေးချင်ပါတယ်။အဲ့ဒါကတော့ကျွန်မတို့2026ခုနှစ် February လ18ရက်နေ့မှာကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ကုန်စည်ကိုပေါ့နော်အရေးကြီးကုန်စည်ဖြစ်သတ်မှတ်ပြီးတော့တားမြစ်မိန့်တရက်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီတားမြစ်မိန့်ကတော့ဒီကုန်စည်ဟာအများပြည်သူသုံးစွဲရန်မသင့်ဘူး။ဆက်လက်သုံးစွဲနေရင်ဥပဒေအရအရေးယူခြင်းခံရမယ်ဆိုတဲ့တားမြစ်မိန့်တရက်ပေါ့နော်။အဲ့ဒီကုန်စည်ကဘာလဲဆိုတော့လူငယ်တွေကြားမှာရေပန်းစားနေတဲ့ e-cigarette, vape နော်ရှီရှာဒီအစရှိတဲ့နီကိုရင်းချက်ပါဝင်ပြီးတော့အငွေ့အဖြစ်ရှူထုတ်ရှူသွင်းလုပ်လို့ရတဲ့ကရိယာအာသွင်းကြိုးဆက်ဆက်ပစ္စည်းနော်အပူပေးကွိုင်နော်ဒါတွေပေါ့အခုနိုင်မှုတွေမှာဆိုရင်ဒါအငွေ့ထွက်တဲ့ boiler တွေနဲ့နော်အောက်ကနေအပူပေးဆက်တင်နဲ့အငွေ့တွေထွက်အောင်ပိုက်လုံးကြီးနဲ့ရှူရှိုက်တဲ့ရှီရှာတို့နော်မိန်းကလေးတွေအလှသဘောမျိုးနော်ဒါခင်မအောင်အငွေ့ထွက်အောင် secret အစားသုံးပေါ့နော်e-cigarette vape နော်ရှီရှာအစရှိတဲ့ပစ္စည်းတွေကိုအရေးကြီးကုန်စည်ဖြစ်ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်လိုက်တဲ့အတာဖြစ်တဲ့အတွက်ကြောင့်ဒီပစ္စည်းတွေကသုံးစွဲဖို့မသင့်ပါဘူးသုံးစွဲခဲ့ရင်ကျမတို့အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေနော်2012ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေပုံမှန်9အရအရေးယူခြင်းခံရမှာဖြစ်ပါတယ်ဒီဥပဒေမှာဆိုရင်သူတို့ဒီကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်လိုက်တဲ့အရေးကြီးကုန်စည်ဖြစ်သတ်မှတ်လိုက်တဲ့ဒီပစ္စည်းတွေကိုသုံးစွဲရမသင့်ဆိုပြီးတားမြစ်ထားတဲ့ဒီပစ္စည်းတွေကိုဆက်လက်သုံးစွဲနေမယ်တဲဆောင်မယ်ဖြန့်ဖြူးမယ်ရောင်းချမယ်လက်ဝယ်ထားမယ်ဆိုရင်ဥပဒေပုံမှာအရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေပုံမှာ9အရာပေါ့နော်ရေးယူခြင်းခံရနိုင်ပါတယ်ကိုလက်ဝယ်မှာဒါကျွန်တော်အရင်ကသုံးထားတာလက်ကျန်လေးပါဒါလေးနောက်မသုံးတော့ပါဘူးလုပ်လို့မရပါဘူးကိုလက်ဝယ်မှာမိပြီဆိုရင်ရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေပုံမှာ9အရာအနည်းဆုံးထောင်ဒဏ်6လကနေအများဆုံးထောင်ဒဏ်9နှစ်ထိအရေးယူခြင်းခံရနိုင်ပါတယ်။သူကထောင်ဒဏ်နဲ့မပြီးသေးပါဘူး။ထောင်ဒဏ်အပြင်9သိန်းထက်မပိုတော့ငွေဒဏ်မှာပူးတွဲပြီးတော့အပြစ်ပေးခံရနိုင်ပါတယ်။ဒါကြောင့်လူငယ်တွေအနေနဲ့မိန်းကလေးရောယောက်ျားလေးရောနော်အရင်ကသုံးဆွဲထားမှုတဲ့ပစ္စည်းတွေရှိရင်လည်းအမြန်ဆုံးဒါတွေကိုမသုံးဆွဲပဲနော်ရက်တန်တင်ပါတယ်အစည်းအဝေးလုပ်ငန်းရှင်တွေအနေနဲ့လည်းဒါတွေကိုဒီဥပဒေကိုနော်တားမြစ်မိတ်ထုတ်လိုက်တာမသိလို့ကျွန်တော်တို့စိုင်းဖွင့်ထားတာပါဒါတွေကိုဈေးပန်းခင်ပြီးရောင်းနေတာပါဆိုပြီးတော့အကြောင်းပြချက်ပေးလို့မရပါဘူးလက်ဝယ်မိရင်ရေးယူခြင်းခံရနိုင်ကြောင်းအများသိစေရန် sharing လုပ်ပေးလိုက်ပါရရှင်